skin care brand အုံနာနဲ့အဲ့ဒီဟိုဟာနဲ့ပေါ့နော် miss နဲ့ဆိုပြီးတော့ပြဿနာဖြစ်နေတာလေးရှင်တို့တွေ့လားအဲ့ဒါပြီးကြမှာရှင်တို့ကခင်မမို့အေးဖြစ်မှာနော်ဘာဖြစ်လို့ရှင်တို့ကခင်မမို့အေးဖြစ်မှာလဲဆိုတဲ့အကြောင်းရှင်တို့ပြောပြမယ်လာဆဆမဖို့တွေရောဈေးတဲ့တွေရောကြွရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်အဲ့တော့သူတို့ဖြစ်တဲ့ပြဿနာကိုအရင်ပြောပြမယ်ဆိုတဲ့အခါကျအခုဒါကဗီဒီယိုတွေတင်ထားတာပေါ့နော်ဗီဒီယိုတွေတင်ထားတာဆိုတာ brand owner ဘက်ကနေပြီးတော့တင်ထားတာဘာတွေတင်ထားလဲဆိုလို့ရှိရင်သူ့ဘဝမှာသူကနာမည်ကြီးဒိတ်ကျဲတွေနဲ့ပဲအလုပ်လုပ်ခဲ့တာပေါ့ဒီလုံးဝကို top high so level အဲ့လိုမျိုးအမှုပညာရှင်တွေနဲ့ပေါ့ဒီအဲ့လိုအမှုပညာရှင်တွေမှာဆိုလို့ရှိရင်လည်း academy 9လက်6လက်အမလေးအဲ့လိုမျိုးတွေပြီးတဲ့ခါကျ academy စူးရတန်းဝင်အဲ့လိုမျိုးဘောင်းဝင်တန်းဝင်နေနဲ့ပဲသူအလုပ်လုပ်ခဲ့တာပေါ့အဲ့ဒါမှသူကသူ့ရဲ့တန်းကိုဆင်းပြီးတော့ပေါ့အဲ့မှာ miss တွေနဲ့လှုပ်လိုက်တယ်ပေါ့နော် miss locker ကိုသူတန်းဆင်းပြီးတော့သူအလုပ်လုပ်လိုက်တယ်တဲ့အလုပ်လုပ်လိုက်ပြီးတဲ့အခါကျအဲ့မှာ miss တယောက်နဲ့လက်တွဲပြီးတော့သူကအလုပ်လုပ်ပြီးတဲ့အခါကျအဲ့ miss တယောက်နဲ့ကိုတဲ့ဟိုပါပေါ့နော်ပုံနဲ့ဗီဒီယိုနဲ့ရိုက်ဖို့လို့ဆိုပြီးတော့ငှားတာတဲ့နော်ငှားတာတဲ့ဆိုပြီးတဲ့အခါကျအဲ့မှာ miss ကပုံကိုတဲ့ဘယ်လိုခေါ်မလဲပုံကိုရိုက်ပေးလိုက်တယ်ပုံရိုက်ပေးပြီးတဲ့အခါကျဗီဒီယိုရိုက်မပေးသေးဘူးဗီဒီယိုရိုက်မပေးရတယ်လို့ तू ကရွှေ့နေတာပေါ့ကွယ်ရက်ရွှေ့နေတာဟိုရက်ဒီရက်နဲ့ရွှေ့နေတဲ့အခါကျအခုဆို6လဝန်းကျင်ကိုရောက်သွားတာတဲ့6လဝန်းကျင်ကိုရောက်သွားလို့အဲ့နဲ့ तू ကနေပြီးတော့သွားမေးလိုက်တာသွားမေးပြီးတဲ့အခါကျတော့သူကမေးရမဟုတ်မန်နေဂျာသူ့ရဲ့ဆိုင်ဝန်တန်းကိုမေးခိုင်းတာလားမသိဘူးเนาะခဏလေးပြမထပ်ပြီးတော့ပြောပြမယ်အဲ့အရှင်းပြမယ်အဲ့အကြောင်းအဲ့နဲ့မေးလိုက်တဲ့အခါကျတော့ဟိုဘက်ကနေပြီးတော့သူတို့ကတခြား brand နဲ့စာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက်တစ်နှစ်စောင့်ရမယ်ပေါ့เนาะအဲ့ဒါကိုစောင့်ပြီးမှရိုက်ပေးလို့ရမယ်ဆိုပြီးတော့အဲ့လိုမျိုးပြောတာတဲ့เนาะအဲ့လိုမျိုးပြောရဲဆိုတဲ့အခါကျအခုနောက်လဲသူတို့နဲ့လည်းမဆက်ဆံနဲ့ပေါ့သူတို့ပတ်စံရောပေးမှဆိုလို့ရှိရင်ရောပေးပေါ့အဲ့လိုဗီဒီယိုကပေါ့ရောပေးမှဆိုလို့ရှိရင်လည်းရောပေးတကယ်လို့မရောပေးဘူးဆိုလို့ရှိရင်လည်းတဲ့ဒီကိစ္စကိုပေါ့เนาะရှင်းလင်းအဲ့လိုမျိုးအပြတ်ပြောရမှာပေါ့နော်အစကတည်းကကြီးပဲအဲ့လိုမျိုးမလုပ်ဘဲနဲ့ဒီလိုမျိုးတွေလုပ်နေလို့ဆိုပြီးတော့ तू ကအဲ့လိုမျိုးတင်ပြီးခါကျနောက်လဲတဲ့ဘယ် miss နဲ့မှ तू အဲ့လိုမျိုးလက်တွဲလုပ်မှာမဟုတ်ဘူးဆိုတဲ့အကြောင်းပါပေါ့အဲ့တော့ပထမဆုံးနံပါတ်1အချက်အနေနဲ့ရှင်တို့ဒီ online လုပ်ငန်းရှင်တွေပေါ့online လုပ်ငန်းရှင်တွေကတချို့ဆိုရင်ကြတော့ပွဲလောက်ကြတာပေါ့နော်သူတို့ပွဲလောက်ကြတာဟိုဘက်နဲ့ဒီဘက်နဲ့လက်ဝါးချင်းရိုက်ပြီးတော့အဲ့ကြောင့်ဒီဟာလည်းဒီလိုမျိုးကိစ္စတွေဆိုတာနော်အချင်းချင်းကိုဖြည့်ရှင်းလို့ရအဲ့မှာနံပါတ်1အချက်ဘယ်သူမှလည်းလို့မပြောဘူးနော်ရှင်တို့စဉ်းစားကြရှင်တို့ခင်မမို့ဖြစ်မဲ့အကြောင်းကိုပဲပြောမှာအဲ့ပြီးတဲ့ခါကျနံပါတ်1အချက်ဒီလူနှစ်ယောက်ကဓာတ်လိုက်ပြောတာမဟုတ်ဘူးသိလားအခုဖြစ်နေတဲ့ပြဿနာမှာပေါ့ဒီလူနှစ်ယောက်ကဓာတ်လိုက်ပြောမှာဒီဘက်ကလည်းဒီ brand person ဘက်ကလည်း brand ရဲ့ဝန်ထမ်းကနေပြီးတော့မှဒီဘက်ဒီ miss ကိုမေးတာ miss ဘက်ကနေဆိုလို့ရှိရင်လည်း miss ဘက်က miss ကိုတိုင်ရဖြေတာတော့၎င်း miss ရဲ့ manager တော့၎င်းဖြေတာဖြစ်ချင်ဖြစ်လိမ့်မယ်ဒီလိုနှစ်ယောက်မေးတာမဟုတ်ဘဲနဲ့ဒီလိုနှစ်ယောက်အဲ့လိုမျိုးဂျားတဲ့ကနေပြီးတော့အဆက်အသွယ်တွေနဲ့အဲ့လိုမျိုးဖြစ်နေတာမျိုးလဲဖြစ်ချင်ဖြစ်ချလိမ့်မယ်အဲ့ဒီအချိန်မှာဒီနှစ်ယောက်ကနေပြီးတော့ဒီနှစ်ယောက်ကိုပြန်ပြောတဲ့အခါမှာဂျားတဲ့ကနေစကားတွေကားပြီးနားလည်မှုတွေလွဲပြီးတော့အဲ့လိုမျိုးဖြစ်တာမျိုးတွေလဲဖြစ်ချင်ဖြစ်ချလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ရှေ့မှာအဲ့လိုမျိုးစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပြီးတဲ့ခါကျအမှုပညာရှင်တွေနဲ့အဲ့လိုမျိုးတာရကတွေတက်မှအများကြီးအဲ့ဒီအချိန်မှာเนาะဒါကဘာဖြစ်လို့ဒီလိုမျိုးဖြည့်ရှင်းလိုက်လို့ရတယ်လူချင်းပဲဖြည့်ရှင်းလိုက်လို့ရတယ်ကွယ်ဒီလိုမျိုး brand ပိုင်ရှင်နဲ့เนาะဒီ business ကိုပဲဖြည့်ရှင်းလိုက်လို့ရတယ်သူတို့တွေဓာတ်ပုံတွေဘာတွေရိုက်နာလဲသူတို့ဖာသူတို့တွေ့မှာပဲเนาะရှင်တို့အဲ့ကြတော့အဲ့ဒါကိုမဖြည့်ရှင်းမနဲ့ဒီလိုဖြည့်ရှင်းပြီးတော့ဒီလိုမျိုးဖြစ်လာတယ်ဆိုကြတဲ့ကွာအော်ဒါကကြတော့သူတို့မှာကိစ္စတွေရှိပါလားဘာကိစ္စလဲအဲ့ဒီသူတို့ရဲ့ brand တွေကိုလူစိတ်ဝင်စားအောင်လို့ဆိုတဲ့ကိစ္စအဲ့ဒီကနေမှအခုဆိုပွဲတွေဘာတွေဖြစ်ကြမယ်ပေါ့အဲ့မှာဟိုဘက်ကလည်းစိတ်ဝင်စားသွားဒီဘက်ကလည်းစိတ်ဝင်စားအဲ့မှာသူတို့ကအချင်းချင်းအော်ညီမလေးနဲ့ပြေးလဲသွားဂျားတွေကဒီဘက်က fan တွေရောအဲ့မှာပြဿနာတွေကဖြစ်ကြဂျားတွေကရှင်တို့ပဲပြဿနာဖြစ်ပြီးတော့ခင်မမို့ကြံခဲ့မှာသူတို့ကညီမလေးနဲ့အဲ့လိုမျိုးတွေဟိုပြန်ပြီးတော့အဆင်ပြေတော့မှအဲ့တော့ရှင်တို့ဖာရှင်တို့ငြိမ်ပဲနေကြဒါပဲနောက်ပြီးတော့မှပြန်တွေ့ကြမယ်